ကြောင့်အဲ့ဒီတုန်းကနေရက်ကိုတောင်ရဲတွေကတန်တရားဝင်ခဲ့ကြောင်းပြောပြတယ်။အဲ့ဒီအချိန်နေနဲ့ရောက်လာပြီးမစ်လီကိုအန်ဒရိုနဲ့နီးနီးကပ်ကပ်နေလို့ဆိုပြီးအလုပ်ဖြုတ်လိုက်တယ်။မစ်လီကအသနာခံတော့နေနာကနောက်ထပ်တစ်ပတ်အစမ်းခံမယ်အန်ဒရိုနဲ့ဝေးဝေးနေဖို့ပြောပြီးပြန်ခံလိုက်တယ်။တနေ့နေနာသူ့တငယ်ချင်းတွေနဲ့အိတ်ခံပွဲလုပ်နေတော့မစ်လီကြားလိုက်ရတာကနေနာကအရင်ကစိတ်ကျမ်းမာရေးဆေးရုံမှာ6 လလောက်နေခဲ့ဘူးလေဆိုတာပါပဲ။နောက်ပိုင်းနေနာကအန်ဒရိုနဲ့အရေးကြီးကိစ္စသွားစရာရှိလို့မစ်လီကိုစနေနေ့ကလေးထိန်းပေးဖို့ပြောပါတယ်။မစ်လီကရေချိုးကန်းထဲမှာနိုင်နာတောက်နေတဲ့ဆေးဘူးကိုတွေ့ပြီးရှာကြည့်လိုက်တော့စိတ်ရောဂါကုဆေးတွေဖြစ်နေတာတွေ့လိုက်ရတယ်။မစ်လီကြောက်လာပြီးအလုပ်ပြောင်းဖို့တငယ်ချင်းကိုဖုန်းဆက်ပြောနေတာကိုကြည်ကြားသွားတယ်။ညဘက်ရောက်တော့အင်ရှင်လင်မယားရန်ဖြစ်တန်တွေကြားရပြီးအန်ဒရိုနဲ့နိုင်နာတို့အခြေအနေတင်းမာနေကြတယ်။နောက်တစ်နေ့မှာနေနာကမစ်လီကိုသူ့ကိုယ်ဝင်မရှိကြောင်းလိန်ပြောခဲ့တာဝန်ခံပြီးတောင်းပန်တယ်။အန်ဒရိုနဲ့ပြန်အဆင်ပြေအောင်ပြဆက်ရုံလက်မှတ်တွေစားတောက်ဆိုင်တွေမစ်လီကိုဘူကင်လုပ်ခိုင်းတယ်။ဒါပေမဲ့နောက်ပိုင်းနေနာကသူ့ဘယ်တော့မှအဲ့ဒါတွေမခိုင်းခဲ့ဘူးလို့ညင်းပြန်တယ်။အန်ဒရိုကဂျားဝင်ဖြည့်ရှင်းပေးပြီးမစ်လီမှာအပြစ်မရှိကြောင်းကာကွယ်ပေးတယ်။စနေနေ့ရောက်တော့လက်မှတ်တွေကပြန်အမ်းမရတာနဲ့အန်ဒရိုကမစ်လီကိုပဲအတူသွားကြည့်ဖို့ခေါ်လိုက်တယ်။နှစ်ယောက်သားပြဆက်ကြည့်ညစာစားပြီးဟိုတယ်တစ်ခုမှာအတူအိတ်ဖြစ်သွားကြတယ်။အိမ်ပြန်ရောက်တော့နေနာကသူတို့ဖောက်ပြန်တာကိုသိနေပါပြီ။နေနာကမစ်လီကိုကားနဲ့ဈေးသွားဝယ်ခိုင်းတယ်။ဈေးဝယ်စင်တာရောက်တော့ရဲတွေရောက်လာပြီးမစ်လီကိုကားခိုးမှုနဲ့ဖမ်းပါတယ်။အန်ဒရိုရောက်လာပြီးဖြည့်ရှင်းပေးလို့သာလွတ်လာတာပါ။အိမ်ပြန်ရောက်တော့အန်ဒရိုကပောက်ကွဲပြီးနိုင်ရက်ကိုအိမ်ပေါ်ကမောင်းချလိုက်တယ်။မစ်လီကအန်ဒရိုနဲ့အတူနေခွင့်ရပြီဆိုပြီးပျော်နေပေမဲ့အန်ဒရိုရဲ့စရိုက်မှန်ကတဖြည်းဖြည်းပေါ်လာပါတယ်။အန်ဒရိုကအိမ်တော်ထိန်းသိမ်းစာကိုအလုပ်ထုတ်လိုက်တယ်လို့မစ်လီကိုလည်းစပြီးချုပ်ချယ်လာတယ်။တရက်မှာတော့အန်ဒရိုကမစ်လီကိုထပ်ခိုးခန်းထဲခေါ်သွားပြီးအပြင်ကနေတကားတော့ခတ်ပိတ်လောင်ထားလိုက်ပါတော့တယ်။တစ်ဖက်မှာတော့အိမ်ပေါ်ကဆင်းသွားတဲ့နီနာဟာဝမ်းနေမနေပဲအောင်ပွဲခံနေပါတယ်။တကယ်တော့ဒါတွေအားလုံးနဲ့ရဲ့အကွက်တွေပါ။နီနာဟာငငယ်ကမိဘတွေဆုံးပါပြီးဘဝကိုရုန်းကန်ခဲ့ရသူပါ။ရှင်းနေဖြစ်လာပြီးအန်ဒရိုနဲ့တွေ့ကလက်ထပ်ခဲ့တယ်။အန်ဒရိုဟာအစပိုင်းမှာကောင်းပေမဲ့နောက်ပိုင်းမှာနိုင်နာကိုအရန်ချုပ်ချယ်တဲ့စိတ်ရောဂါဒီတယောက်ပါ။နိုင်နာသပင်အယောင်ဆိုးဖို့နောက်ကြတာလေးတစ်ခုနဲ့တင်နိုင်ရကိုထပ်ခိုးခန်းထဲပိတ်လောင်ပြီးသပင်အပင်တရားကိုအမြင့်ပါအောင်နှုတ်ခိုင်းတဲ့အထိနှိပ်စက်ခဲ့ပူပါတယ်။ဒါအပြင်ရေထဲဆေးခတ်ပြီးနေနာတတိလစ်နေတော့သမီးဖြစ်သူစီရေနစ်အောင်လုပ်ကနေနာလုပ်တယောင်ဖန်တီးပြီးနိုင်နာကိုအယူထောင်ပို့ခဲ့သူပါနေနာကဒီနေရဲကန်းကလွတ်မြောက်ဖို့အတွက်မစ်လီကိုတမင်ရွေးချယ်အလုပ်ခံခဲ့တာပါမစ်လီကလူတက်မှုနဲ့ထောင်ချပူးမှန်းသိလို့အန်ဒရိုနဲ့ထိတ်တိုက်တွေ့ပေးပြီးသူလွတ်မြောက်ဖို့ကြံစီခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့အန်ဒရိုကမစ်လီကိုထပ်ခိုးခန်းထဲပိတ်လောင်ပြီးညညကိုလှုပ်တယ်လို့မျိုးမစ်လီဘိုက်ကိုဓာတ်နဲ့နှစ်ဆက်တစ်ချက်ချစ်ခိုင်းပြီးနှိပ်စက်ဖို့ကြိုးစားတယ်မစ်လီကတော့အရင်တုန်းကသူ့အခန်းဖော်ကိုမရင်းချင်းဖို့ကြိုးစားတဲ့သူကိုတက်ခဲ့ဘူးတဲ့ထောင်ထွက်မှုအညံ့မခံပါဘူးမစ်လီကအန်ဒရိုကိုပြန်တိုက်ခိုက်ပြီးအခန်းထဲကထွက်ပြေးနိုင်ခဲ့တယ်ဒါပေမဲ့အိမ်ထဲမှာပိတ်မိနေတော့အန်ဒရိုကလိုက်ဖမ်းလို့အကျိတ်အနေတက်ပုတ်ကြတယ်အဲ့ဒီအချိန်မှာနိုင်နာကမစ်လီကိုကယ်ဖို့ပြန်ရောက်လာတယ်အန်ဒရူးကနေနာကိုလှေကားပေါ်ကတွန်းချလိုက်ပေမဲ့မစ်လီကအနောက်ကနေဝင်လုံးပြီးအန်ဒရူးကိုလှေကားလက်ရန်ပေါ်ကနေအောက်ကိုတွန်းချလိုက်ရာအန်ဒရူးလေပင်ကျိုးပြီးပွဲချင်းပြီးတေဆုံးသွားပါတယ်ရဲတွေရောက်လာတော့အန်ဒရူးရဲ့ရီးစားဟောင်းရဲ့ညီမဖြစ်သူရဲမေကအန်ဒရူးဘလောက်ရုံမာလဲဆိုတာသိထားသူမို့အန်ဒရူးတေဆုံးမှုကိုမတော်တဆမှုအဖြစ်မှတ်တမ်းတင်ပေးလိုက်တယ်ဇာပနာပြီးတော့နေနာကမစ်လီကိုကျေးဇူးတင်တဲ့အနေနဲ့ငွေအမြောက်များပေးလိုက်ပါတယ်ဇလန်းဆုံးမှာတော့မစ်လီဟာတခြားချမ်းသာတဲ့အိမ်တအိမ်မှာအလုပ်သွားလျှောက်ပါတယ်အဲ့ဒီအိမ်ကအမျိုးသမီးကမျက်လုံးမှာဒဏ်ရာရနေပြီးသူ့ယောက်ျားနှိပ်စက်တာကိုခံနေရပုံပါပဲမစ်လီကကျမကူညီပေးနိုင်ပါတယ်လို့ပြောလိုက်ရင်ဇလန်းပြီးဆုံးသွားပါတယ်ဟဲဇလန်းလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာစကားကောင်းတွေကိုတင်ဆက်ပေးအောင်ပါမို့ notification ခေါင်းလောင်းလေးနှိပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်